ဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့ဒီစာပိုင်လေးပေါ့နော်စာပိုင်လေးဖတ်ကြည့်မယ် Moi through Lubit Smart Red Film ပါကြည့်လိဗီဇာတို့ကျွန်တော်တကယ်ချင်းကတော့ TV ကနေတစ်ဆင့်နော်စကားအကြည့်ရတာကိုကြိုက်တယ်အာဗတ်သူခမရတကယ်ချင်းရောနောက်တစ်ခုကျွန်တော် Maya Padruka Lubit Solution Apiero နော် Apiero နော်ကျွန်တော်ရဲ့တကယ်ချင်းကောင်မလေးကတော့ Lubit Solution Apiero နော်ဒီ opera တွေကိုနားထောင်ရကြိုက်တယ် opera တရှင်းနေနားထောင်ကြအာဗတ်ပါဒရုကခမရတကယ်ချင်းကောနော်တကယ်ချင်းကောင်မလေးကောဟုတ်ပြီနောက်တစ်ခုမိုင်းရာဂျီဂျယ်လီလူပြချစ်တာကြက်ချီပြီကျွန်တော်ရဲ့နော်မိုင်းရာဂျီဂျယ်လီနော်ကျွန်တော်ရဲ့မိဘတွေကတော့အဖေမေတွေကတော့ဗာလဲလူပြနှစ်သက်ကြပါတယ်ဘာအောင်နှစ်သက်ကြလဲချစ်တာနော်ဖတ်တာအောင်နှစ်သက်တယ်ဒီကြပြာနော် sorry ဒါပါလဲဆိုရင်စုံတော်ဝတ္ထုတွေကိုနှစ်သက်ကြတယ်ဖတ်တာနှစ်သက်တယ်အာဗရှိရာဂျီဂျယ်ခမရအဖေမေတွေကရောဘယ်လိုလဲဟုတ်ပြီယာနီလူပလုတ်နော်ယာနီလူပလုတ်ဂူလျာဖပါတ်ခဲကျွန်တော်ပညာနဲ့မှလမ်းလျှောက်တာမကြိုက်ဘူးအာဗီခမရကိုနော်ဟုတ်ပြီနောက်တစ်ခုကျွန်တော်မာယာဘာဘူရှ်ကာနီလိုဗစ်ဂါဒိုဗစ်ကျွန်တော်ရဲ့အဖွာကရှက်ပြိုးတာမကြိုက်ဘူးအာဘာရှာဘာဘူရှ်ကာခမရအဖွာကရောဟုတ်ပြီဒါဆိုကျွန်တော်မေးခွန်းလေးတွေပြန်ဖြေခိုင်းတာဖြစ်ပါတယ်နောက်တစ်ခု uznaje udruga နော်တကယ်ချင်းစီကတိအောင်လို့ပါ lupitli on ချီယတရာသူကချီယတရာကိုကြိုက်လားနှစ်သက်လားဆိုတာကိုတိအောင်လုပ်ပါဟုတ်ပြီမူဇီကူဒါမှမဟုတ်လို့ရှိရင်ဂီတခီနိုရုပ်ရှင်စတီကီကဗျာအရောမန်နီနော်အရောမန်နီဆိုတော့ကျွန်တော်ဝတ္ထုတွေနော်ချက်ချီပြီးစုံတော့ဝတ္ထုတွေနော်ဒါလေးကိုတိအောင်လုပ်ခိုင်းတာဖြစ်ပါတယ်ဥပမာအနေနဲ့အန်နာတီလူဘီရှ်မူဇီကူအန်နာရဲ့မင်းဂီတတွေကိုကြိုက်လားခါညက်နာဟုတ်တာပေါ့အမှန်ကန်ဒါဟုတ်တာပေါ့တိတ်ဟုတ်တာပေါ့လူဘလူကြိုက်တယ်ယာချာစတာစလူရှာယူမူစီကိုကျွန်တော်မကြာခဏဆိုသလိုအန်နာကပြောတယ်ကျွန်မမကြာခဏဆိုသလိုဂီတတွေကိုနားထောင်ဖြစ်တယ်နော်အဆိုဘီယာနာဂျက်နော်ဂျက်ဂီတကိုနော်အထူးသဖြင့်ဂျက်ဂီတကိုကျွန်တော်တို့ဒီပါလေအန်နာကနှစ်သက်တယ်စတိုဗီလိုဗီဂျဘိုးရှေခမဘာကိုပူနှစ်သက်တာလဲချီယတရာအီလီခီနိုနော်ရုပ်ရှင်နော်ကားဆိုင်ရုံလားဒါမှမဟုတ်ရှင်ခီနိုရုပ်ရှင်တွေကိုလားခီနိုရုပ်ရှင်ကိုနှစ်သက်ပါတယ်မွေးလူပီမီဖင်းနော်ကျွန်တော်ရဲ့အချိုင်ဆုံးစကားကတော့ချစ်တာညီဆိုတာကျွန်တော် Titanic ကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့ Ve ကိုသွားမယ် Sprasice druga Lovely on spot နော်တကယ်ချင်းကိုမေးပါသူကအားကစားနှစ်သက်တလားဆိုတော့ကိုမေးပါဒီအားကစားနဲ့ပတ်သက်တဲ့ဟင်လေးတွေမှာဗာလေးစကလုံးတွေ football volley basketball ပြီးရင် gymnastics တင်းတွေရှက်ခမားသီးဆိုတဲ့ကျွန်တော်တို့စစ်တူရင်ပေါ့နော်ဒီအားကစားနဲ့ပတ်သက်ပြီးတော့ဒီစကလုံးလေးပေးတာဒါကိုမေးကြည့်ခိုင်းတာဖြစ်ပါတယ်ဟုတ်ပြီလျူယန်ဗီလူပီတဲ့ football လျူယန်ရဲ့မဲဘောလုံးကြိုက်လားညက်ရာလူဘလူ genius ကျွန်တော်တင်းကိုကြိုက်တာပါအာဗီခမရကောခခွေ sport ဗီလူပီကျပဲအားကစားကိုနှစ်သက်တယ်လေရာလူဘလူ basketball ကျွန်တော် basketball ကိုနှစ်သက်ပါတယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော်вы пришли в другом в ресторане sorry вы пришли с другом в ресторан နော်ခမရက restaurant နဲ့စားတောက်ဆိုင်ကိုတငယ်ချင်းနဲ့အတူရောက်လာတယ် посмотрите меню နော်ဟုတ်ပြီ menu ကိုကြည့်ပါ и смотрите друга တငယ်ချင်းကို спросите တငယ်ချင်းကိုမေးပါ что он любит သူပါကြိုက်တာလဲမေးခိုင်းတာဖြစ်ပါတယ်ဟုတ်ပြီ menu မှာဆိုရင်ကျွန်တော်ဗာကြည့်မလဲမြာစာအသားဆလတ်ရွက်တုံး sock အေး coffee နခါတိုရှကာအာလူရီဘာငါပြင်းမြန်းကြီးဖတ်ထုတ် rice ကျွန်တော်ထမင်း chai ပါလဲလက်ဖက်ရည် coca-cola ပါမယ်ပြီးရင်ခါချာဆိုကျွန်တော်စံပြုတ်ပုံစံမျိုးပါမယ် overshi ဆိုကျွန်တော်အသီးရွက်တွေပါမယ်ပြီးရင်ကျွန်တော်တို့ khaliaf နော်ပေါင်မှုပါမယ်ပြီးပါကျွန်တော်တို့ဘီယာပါမယ်ဟုတ်ပြီဒါလေးကိုကျွန်တော်ကြည့်ပြီးတော့ဥပမာအနေနဲ့ yum что ты любишь ကျုံးမင်းပါကြိုက်တာလေရာလူဘလူမြာစာကျွန်တော်အသားကြိုက်တယ်အာတီခမည်းကိုရာလူဘလူရီဘူအီအော်ပါရှိငါကတော့ရီဘူငါနဲ့အော်ပါရှိအရွက်တွေအသီးရွက်တွေကိုကြိုက်တယ်เนาะဟင်းသေးရွက်တွေကြိုက်တယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့เนาะတကယ်ချင်းနဲ့စားတော့ဆိုင်သွားရင်မီနူမေးခိုင်းတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဟုတ်ပြီဒီမှာအောက်ကမီနူတွေပေးထားတယ်ကိုပါကိုမေးကြည့်မယ်เนาะနောက်တစ်ခု
Прочитайте текст и скажите, как он называется, ну. Прочитайте текст, ну, ти текстку папа, скажите, бьёба, как он называется, дага, балу коле сюда, бьёба, хоби. Мы, ну, 저는 이 사바이고 파면 сегодня воскресенье. ဒီနေ့တနင်္ဂနွေဖြစ်တဲ့မေအဒီခိုင်ကျွန်တော်တို့အနားယူကြတယ်ပပချီတဲ့ Yurna Sport ပပကဖေကတော့ကျွန်တော်တို့ sport ဆိုတဲ့ channel ကိုဖတ်တယ် on ocean lubit sport သူကအားကစားကိုအရင်နဲ့တက်တဲ့အဆိုဗျာနာ football အထူးသဖြင့်ဘောလုံးကိုပေါ့ရီဘောလူဘီမာယာကာမန်ဒါစပါတက်သူရဲ့အကြိုက်ဆုံးအသင်းကတော့ဘောလုံးအသင်း Spartak ဖြစ်ပါတယ်ပပ хорошо знает команду Spartak папа га но Spartak အသင်းကိုကောင်းကောင်းသိတယ် потому что его хороший друг ဘာကြောင့်လဲဆိုတော့သူ့ရဲ့နော်တငယ်ချင်းအကောင်းဆုံးနော်တငယ်ချင်းကောင်းက играет в Spartak နော် Spartak အသင်းမှာသူ့ရဲ့တငယ်ချင်းကောင်းကစားနေတာဖြစ်ပါတယ်မမВеспалная премия любит готовить မမကသူအားတဲ့ချိန်တွေမှာနော် любит готовить ချက်ပြောရအောင်နှစ်သက်တယ် сегодня Анна готовит пельмени ဒီနေ့သူမကဖတ်ထုတ်ကိုချက်ပေးပါတယ်နော် что sorry это наше любимое блюдо ဒါကတော့ကျွန်တော်တို့ရဲ့အကြိုက်ဆုံးနော်အကြိုက်နှစ်သက်တဲ့နော် favorite နော်ဗာလဲစားတော့တစ်ခုဖြစ်တယ်နော် все говорят အကုန်လုံးကပြောကြတယ် что мама хорошая хозяйка အမေကအင်ရှင်မကောင်တယောက်ဆိုပြီးအားလုံးပြောကြတယ်အာယီရှောပြီးတော့ наша мама любит театр ကျွန်တော်တို့ရဲ့အမေကနော်ကားစက်ရုံသွားတာသဘောကျတယ်ကားစက်ရုံနေသဘောကျတယ် она часто смотрит သူမကြာခဏဆိုတော့ကြည့်တယ် спектакли в театре နော် спектакли в театре ကျွန်တော်ကားစက်ရုံမှာအကပွဲတွေကိုကြည့်တယ်иногда по телевизору တခါတရံမှာတော့သူ TV ကနေတဆင့်ကြည့်တယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော်နော်အဖေနဲ့ပြီးသွားပြီဆိုတော့ бабушка ဘာလို့လဲဆိုတော့ бабушка смотри бабушка ကကြည့်တယ် телевизор каждый день အဖွားကတော့ TV နေတိုင်းကြည့်တယ် она очень любит смотреть сериалы သူကနော်ဒီကျွန်တော်အပိုင်းရှည်ဇာတ်လမ်းတွေကြည့်ရတာကိုနော်အရန်ကြိုက်တယ်я думаю ကျွန်တော်ထင်ပါတယ် что они очень длинные и скучные နော်ဒါသူ့အတွက်ကတော့သူထင်တာကတော့ဒီစကားတွေကအရန်နဲ့ဒလီနီရဲ့ရှည်ပြီးတော့ scrutiny ရဲ့ပြင်းစရာကောင်းတယ်ဆိုပြီးတော့သူထင်တယ်။နော် babushka ကပါလိ babushka ကတော့အဖွားကတော့ပြောတာကတော့ что она смотрит сериалы သူမ смотрит ကြည့်တယ် смотрит ကြည့်တာပါဆိုဒီ series တွေကိုကြည့်တာက с удовольствием သူနော်ကြည့်ရတာစိတ်ပျော်ရွှင်နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကြည့်ရတာနော်စိတ်ချမ်းချမ်းသာသာကြည့်ရတယ်ဆိုပြောပါတယ်။ဟိုနောက်တစ်ခုကျွန်တော်တို့ mой старший брат နော်ကျွန်တော်ရဲ့အကိုကြီးဟုတ်ပြီကျွန်တော်အကိုကြီးကဘာလဲဆိုတော့အန်တွန်က читает новый детектив နော်ဘာကိုဖတ်နေတာလဲဆိုရင်ကျွန်တော်ပုံထဲမှာကြည့်မယ်ဘာကိုဖတ်နေတာလဲဆိုရင်အတက်နော်စုံတော့ဝတ္ထုအတက်ကိုဖတ်နေတယ် Vespauna Premia နော်အားတဲ့ချိန်ဒီမှာ on ocean lubit shidat သူစာဖတ်ရတာအရန်ကြိုက်တယ် Vejivo Komnaje သူ့ရဲ့အခန်းထဲမှာ Vashaya Bibliaje ကကျွန်တော်တို့စာကြည့်တိုက်ပုံစံမျိုးအကြီးတောင်ဖြစ်နေပြီ on gabarit သူပြောတာက что книга စာအုပ်ဆိုတာ хороший друг เนาะတကယ်ချင်းကောင်းပဲဆိုပြောတာဖြစ်ပါတယ်ဒီမှာဆိုသူတို့မိသားစုမှာအဖိုးဖေမေအဖွာသူ့အကိုကြီးဘာလုပ်တယ်ဆိုတာကိုပြပြထားတာဖြစ်ပါတယ်ဟုတ်ပြီနောက်ခု мой хороший друг ကျွန်တော်ရဲ့အကောင်းဆုံးတကယ်ချင်းကျွန်တော်ရဲ့တကယ်ချင်းကောင်းကတော့ computer ကွန်ပျူတာဖြစ်ပါတယ် я очень люблю играть ကျွန်တော်အရန်နဲ့ကြိုက်ပါတယ်ကစားရတယ်ကြိုက်ပါတယ်နာကွန်ပျူတာသုံးရတာအရန်နဲ့ကြိုက်ပါတယ်အကြီးရှော့ရလို့ဘလို့ပြီးရင်ကျွန်တော်ကြိုက်တာကဘာလဲဆိုရင် fast crescent တနင်္ဂနွေကိုသဘောကျပါတယ် потому что моя семья дома ကျွန်တော်ရဲ့မိသားစုတွေအိမ်မှာဖြစ်တဲ့အတွက်ကျွန်တော်တနင်္ဂနွေကိုကြိုက်တယ်ပြီးရင်သူပါကြိုက်တယ်လဲဆိုကွန်ပျူတာမှာကွန်ပျူတာသုံးရတာကွန်ပျူတာနဲ့ကစားရတာကြိုက်တယ်လို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ဒီမှာ какой сегодня день ဒီနေ့ပါနေလဲဒီနေ့ဆိုကျွန်တော်နေ့9နေ့понедельник вторник среда четверг пятница суббота воскресенье နော်понедельник ကတနင်္လာ вторник ကအင်္ဂါ среда будух четверг နော်ကျတာပရိпятницуတောက်ကြ суббота
စနေ Воскресенье တနင်္ဂနွေဖြစ်ပါတယ်နော်ဟုတ်ပြီစသွားမယ်နောက်တစ်ခုကျွန်တော်နော်ဘယ်ပေါ့နော်စကာရှိကြပြောခိုင်းတာပါလို့ဆိုкакой сегодня день နော်ဒီနေ့ဘာနေ့လဲкто နော် рассказывает о семье ဘယ်သူမိသားစုကြောင့်ပြောမှာလဲ вы знаете как его зовут သူရဲ့နော်နာမည်ကိုသိလားခင်ဗျားသူ့ရဲ့နာမည်ကိုသိလားဟုတ်ပြီ что любят делать в свободное время время နော် папа နော် что любят делать в свободное время အားရချိန်ဒီမှာဘာလို့တာကြိုက်တာလဲ папа ဘာလို့တာကြိုက်တာလဲ мама ကဘာလို့တာကြိုက်တာလဲ бабушка အဖွားဘာလို့တာကြိုက်တာလဲ старший брат ကနော်အကိုကဘာလို့တာကြိုက်တာလဲ младший брат ညီလေးကဘာလို့တာကြိုက်တာလဲဒါမိသားစုအကြောင်းတွေကိုပြောခိုင်းတာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခု прочитайте နော် реплики ဒီဟာလေးကိုကျွန်တော်တို့နော်ထပ်ပြီးတော့ဖတ်ခိုင်းတာဖြစ်ပါတယ် скажите кто этоနော်говоритဒါကိုဘယ်သူပြောတာလဲ почему вы так думаете ခင်ဗျားဘာကြောင့်ဒီလိုထင်ရတာလဲနော်နော် начните свой ответ так နော်ခင်ဗျားရဲ့နော်ကိုယ်ပိုင်အဖြေကိုနော်ဒါမျိုးစတင်တယ်ယာသူမယူကျွန်တော်ထင်တာကတော့ что это говорит အဲ့ဒါဒီလိုပြောတာကတော့နော်ဒါမှပါတာမှုစတာဘာကြောင့်လဲဆိုတော့ဒီဒါတွေကတော့ကျွန်တော်တို့နော်ဟိုဘယ်လိုပြောရမလဲလေ့ကျင့်ခန်းလုပ်ခိုင်းတဲ့အချိန်မှာဆရာတွေအတွက်เนาะကျောင်းသားတွေကိုမေးခိုင်းတဲ့ပုံစံလေးတွေဖြစ်ပါတယ်เนาะဟုတ်ပြီဒါပြီးရင်ကျွန်တော်တို့เนาะဒီအောက်မှာပေးထားတဲ့စာပိုင်လေးကိုဆက်သွားမယ် Сегодня в театре новый спектакль ဒီနေ့เนาะ театре မှာကျွန်တော်ကားဆက်ရုံမှာကပွဲအသစ်ရှိတယ်ဒါပိုင်ကျွန်အတူသွားကြမယ် spectacle ပြပွဲအသစ်ရှိရပါเนาะဒါပိုင်ကျွန်အတူသွားကြမယ်Извини, но сегодня по телевизору футбол. Зей лауда, табиме, но сегодня дни ТВ яни поломвела малире. Играют Спартак на Динамо. Но Спартак Динамо дина газаja маре. Футбол поломвела але. Не понимаю тебя, мы но нам ле уре. Не интересная игра але. Сегодня забыл макауне. Газабори вере. Давай смотреть новый русский сериал. Даже смотреть новый русский сериал, но Russia сериал tego читая, любит по-русски, но любит по-русски сюда Russia сериал tego читая, so ноပြောတာဖြစ်ပါတယ် как они любят друг друга, но друг как, но они любят друг друга, друг друга တယောက်နဲ့တယောက်ချစ်လိုက်ကြတာဆိုပြီးနော်ကြီးရှယ်နော်ဗါလဲကြီးရှယ်ဆိုတာနည်းနည်းတိတ်နေရချစ်တဲ့ interest နေကြည့်ချီနော်ဗါလဲဆိုတော့ငါစိတ်ဝင်စားဖို့ကောင်းတယ်စုံနှောင်းဝတ္ထုကိုဖတ်နေတယ် Антон смотрит Антон ей лачио в интересная новая детективная история но sorry в интернете интернет မှာတဲ့နော်စိတ်ဝင်စားဖို့ကောင်းတယ်စုံနှောင်းဝတ္ထုအတဲ့နော်စုံနှောင်းဝတ္ထုဗါလဲတမိုင်းနော် historia တမိုင်းပုံမြင်မဲ့တဲ့ Stitchx интересные рисунки ဒီမှာစာပိုက်တွေ интересные рисунки စိတ်ဝင်စားဖို့ကောင်းတဲ့ပုံတွေဒါကတော့ကျွန်တော်တို့နော်ဒီဝတ္ထုနော် sorry ဒီစာပိုက်စာကြောင်းတိုလေးတွေစာကြောင်းတိုလေးတွေဖတ်ပြသွားတာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်နော် gay ကဗါလဲဆိုရင် Что вы любите делать в свободное время ခင်ဗျာအားရချိန်မှာဘာလုပ်ရတာကြိုက်တာလဲဒီမေးခွန်းလေးဖြေခိုင်းတာဖြစ်ပါတယ် Что любит делать ваша семья в свободное время ခင်ဗျာမိသားစုကအားရချိန်မှာဘာလုပ်ရတာကြိုက်တာလဲဒါเนาะမေးခွန်းလေးတွေကိုဒါပြန်ဖြည့်မေးဖြေလေးတွေဒါလုပ်ခိုင်းနေတာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်ဆက်သွားမယ် Я работаю в России ကျွန်တော်ရုရှားမှာအလုပ်လုပ်နေပါတယ် поэтому я учу русский язык поэтому это ကြောင့်ကျွန်တော်ရုရှားဘာသာစကားကို я учу လေ့လာနေဖြစ်ပါတယ် поэтому เนาะဘာလဲဆိုကျွန်တော် работаю в России ကျွန်တော်ဘာလုပ်နေပါတယ်အဲ့ဒါကြောင့်เนาะနံပါတ်1အနေနဲ့ကျွန်တော်ဘာလုပ်နေပါတယ်အဲ့ဒါကြောင့်နံပါတ်2ဘာဖြစ်ပါလဲဆိုတော့ကျွန်တော်ပုံစံနဲ့တွားခိုင်းတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် сравни ကျဲဆိုတော့နိုင်ရှင်ခိုင်းတာဘာလဲဆိုရင် John Block has night Moscow เนาะ John ကเนาะ Moscow အကြောင်းမသိဘူးเนาะသိတာနဲတာပေါ့เนาะတော်တော်ဆိုတာပေါ့ Moscow အကြောင်းမသိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် потому что он живет в Москве недавно
ဘာကြောင့်လဲဆိုတော့ရီပြော့သူနေတာမတ်စကပဲမော်စကိုမှာတိတ်မကြသေးဘူးဟုတ်ပြီဒါကျွန်တော်နော်ပါတာမှုစတာလေးတုံးထားတယ်ဘာကြောင့်လဲဆိုတော့နော်ဟုတ်ပြီဘဲကြောင့်ဆိုတော့ဗောနော်သူကပါတာမှုစတာရဲ့အရေးပဲဘဲကြောင့်ဆိုတော့နော်ဟုတ်ပြီဂျွန်ရီပြော့မတ်စကပဲညစ်တာဖနော်ဂျွန်ကမော်စကိုမှာနေတာတိတ်မကြသေးဘူးပါအဲတာမှုအဲ့ဒါကြောင့် on blockers night Moscow သူကမော်စကိုအကြောင်းကိုကောင်းကောင်းမသိသေးဘူးလို့ပြောတာဖြစ်ပါတယ်။ဒါဆိုရင်ပါအဲတာမှုအဲ့ဒါကြောင့်ဒီမှာဆိုရင်ပါတာမှုစတာဘဲကြောင့်ဆိုတော့เนาะဒါလေးကျွန်တော်တို့ရှင်းပြတာဖြစ်ပါတယ်။နောက်တစ်ခုကျွန်တော် Lucon Chasta Igrait football လူကွန်ကကျွန်တော်မကြာခဏဆိုသူကစားတယ်ဗာလဲ football ဘောလုံးကစားတယ်ပါတာမှုစတာဘာကြောင့်လဲဆိုတော့ on ocean lubit ဘဲကြောင့်ဆိုတော့on ocean lubit sport เนาะသူကဘာလဲအားကစားကိုအရန်နှစ်သက်တယ်လူကွန်ကမကြာခဏဆိုသူဘောလုံးကစားတယ်เนาะပါတာမှုစတာဘဲကြောင့်ဆိုတော့ on ocean lubit football ဘောလုံးအားကစားကိုနော် Ocean Lubit Sport အားကစားကိုအရင်နဲ့တက်တယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော်ဒီဘက်ကလေးကိုဖတ်ကြည့်မယ် Lucon Ocean Lubit Sport သူက sport ကိုအရင်နဲ့တက်တယ်ပါရတာမူအဲ့ဒါကြောင့် on Chasta Igrait football သူဘောလုံးကိုမကြာခဏကစားတယ်ဒီမှာဆိုကျွန်တော်တို့ကပါတာမှုစတာနဲ့ပါရတာမှုနော်နံပါတ်နော်ဒီမှာနံပါတ်1မှာဘာဖြစ်နေပါလဲပါရတာမှုအဲ့ဒါကြောင့်နံပါတ်2ဘာဖြစ်ပါလဲဆိုတော့ကျွန်တော်အတိတ်ပဲနဲ့သွားတာဖြစ်ပါတယ်ဒါလေးနားလည်မထင်ပါတယ်နောက်တစ်ခုနော်စရာဗနီချာစတီဒီအပိုင်း A နဲ့အပိုင်း B နဲ့ကိုကျွန်တော်နှိုင်းယှဉ်ခိုင်းတာစာရချင်းကြီးကျဒါsorry ကျွန်တော်ချိတ်ဆက်ခိုင်းတာပေါ့နော် Vibrav နော် Pathajachi Pasmislu variant A နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ Pathajachi ဆိုတာကျွန်တော်တို့ကဗာလဲရှင်တွဲလို့ရမယ်နော်စာကြောင်းတွေကိုဒီအဓိပ္ပာယ်ရရှင်တွဲရမယ့်စာကြောင်းတွေကို variant A နဲ့ variant B နဲ့ကျွန်တော်တို့လို့ရှင်တွဲပြီးရေးခဲ့တယ်ပဲဥပမာပေါ့ဒါဆိုရာလူဘလူးမူဇီကိုကျွန်တော်ဂီတကိုကြိုက်တယ်ဘာကြောင့်ကြိုက်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဘယ်ရှမ်းတွေကနော်ဘယ်ရှမ်းထဲမှာရှိတယ်ဘယ်ရဲ့ဒီအောက်မှာရှိတယ်စာကြောင်းတွေကရွေးခိုင်းတာဖြစ်တယ်ဒါဆိုလို့ရှိရင်ဒါလေးလည်းကိုယ့်ဘာကိုလုံနိုင်မယ်ထင်ပါတယ်နော်ရာလူဘလူးမူဇီကိုကျွန်တော်ဂီတကိုနှစ်သက်တယ်ကျွန်တော်ဖတ်ပြသွားမယ်ရာလူဘလူးမူဇီကို Ivan хорошо знает английский Ivan ကနော်အင်္ဂလိပ်ဘာသာစကားကိုကောင်းကောင်းသိတယ်мой младший брат еще маленький ကျွန်တော်ရဲ့ညီလေးကငယ်သေးတယ် наша семья очень နော်дружная ကျွန်တော်တို့မိသားစုရဲ့အရန်ဖော်ရွေတယ်အာနာညီလူပစ်စပေါ်အာနာကနော်အားကစားကိုမနစ်တက်ဘူးမာယာပါတရုကဘန်လင်ကျွန်တော်ရဲ့မိန်းကလေးတကယ်ချင်းဘန်လင်ကရီဘျော့учится в Москве နော်မော်စကိုမှာနေပြီးတော့နော်စာကျောင်းတက်နေတယ်ယန်နီလူဗစ်ရက်စတိုရန်နေယန်ကစားတော့ဆိုင်နေမနစ်တက်ဘူးယာနီလူဘလူပီဆတ်ပစ်မာကျွန်တော်စာရေးရတာမနစ်တက်ဘူးနော်ဟုတ်ပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဘက်ကတွဲရမယ့်ဟာလေးက on chastas madrid နော်muchi filmi ကျွန်တော်တို့ဒီမကြာခဏဆိုတော့ဒီဗာလဲကျွန်တော်တို့ဒီကလေးစကားလေးတွေကြည့်တယ်เนาะဟုတ်ပြီနောက်တစ်ခုကျွန်တော် on အပြည့်တဲ့တို့မှာသူကအိမ်မှာနေလေကစားတယ် on lubit chitat detective pa angliski အင်္ဂလိပ်လိုစုံစမ်းဝတ္ထုတွေဖတ်တာကိုနှစ်သက်တယ် ana nis madrid sportivni ရဲ့ program sport အကစားအစီအစဉ်တွေကိုမကြည့်ဘူးသူမကဟုတ်ပြီနောက်တစ်ခု ana уже хорошо понимает и говорит по-русски သူမเนาะхорошо ကောင်းကောင်းเนาะနားလည်ပြီးတော့ပြောတတ်နေပြီဘာသာစကားရှားဘာသာစကားကိုကောင်းကောင်းနားလည်ပြီးပြောတတ်နေပြီ MIF မျက်စရာအဒီခိုင်းကျွန်တော်တို့အတူတူနိုင်ကြတယ် Я слушаю เนาะ магнитофон каждый день ကျွန်တော် магнитофон ကိုနေ့တိုင်းနားထောင်တယ်ဟုတ်ပြီ Я обычно звоню домой ကျွန်တော်အမြဲလို့အိမ်ကိုဖုန်းဆက်တယ်ဒီမှာဆိုကျွန်တော်တို့ကเนาะ A ဘက်ရှမ်းမှာပေးထားတဲ့စာကြောင်းလေးတွေနဲ့ B ဘက်ရှမ်းမှာရှိတဲ့စာကြောင်းလေးတွေအဓိပ္ပာယ်တွေကိုကင်ကြည့်ပြီးတော့ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီ24ကိုဖြည့်ကြည့်ပါပြီးတော့เนาะဘယ်ကဘာလဲဆိုရင်เนาะ измените эти фразы เนาะизмените เนาะကျွန်တော်ပြောင်းလဲကြည့်ပါ эти фразы ဒီအပိုင်းလေးတွေကိုပြောင်းကြည့်ပါ если вы хотите сказать เนาะခင်ဗျားတကယ်လို့ если вы ခင်ဗျားတကယ်လို့ခင်ဗျားပြောချင်တယ်ဆိုရင် хотите сказать о причине เนาะအကြောင်းရင်းကိုပြောချင်တယ်ဆိုရင်
Sabresham, no, Sabreshaya Maba, Gistvia, no, Be, Patamusta, E, no, Pares, Generuga, Apoma, no, the first, the finally the Masolution, Hopi, Yalu music, Janogaro, the music, net that the Bajang Lesuto, ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ဒါကိုပတ်သက်ပြီးတော့ကျွန်တော်တို့အဖြေကိုကျွန်တော်တို့ပေးချင်တယ်ဆိုရင်ဒီပုံစံတိုင်းလေးနဲ့နော်ကျွန်တော်ဘယ်ကိုရေးပါလဲပါတာမှုစတာ A ကဘာဖြစ်ပါလဲညာဖြစ်ပါတယ်ပေါ့နော်ဒါလေးတွေပြောခိုင်းတာဖြစ်ပါတယ်အပေါ်ကဟာကိုပဲနော်ဒါလေ့ကျင့်ခန်းလုပ်ပြီးတော့ပြန်ရှင်းပြခိုင်းတဲ့သဘောမျိုးပါနော်ဟုတ်ပြီတခုကျွန်တော်ဗာလဲဆိုရင်နောက်တစ်ခုက где можно купить спирты где можно купить спирты ပန်းနေဘယ်မှာဝယ်လို့ရပါသလဲ там в киоске ဟိုမှာဒီမှာကျွန်တော်ပန်းကြိုင်မှာဝယ်လို့ရတယ် kiosk နော်ပြီးရင်ကျွန်တော်နောက်တစ်ခု где можно поменять деньги ပတ်စံပဲမှာလဲလို့ရလဲ здесь в банке ဒီဘဏ်မှာပတ်စံလဲလို့ရတယ်ဒါဆိုကျွန်တော်တို့က где ဆိုရယ်ကျွန်တော်နော် где နဲ့မေးထားတယ်မေးခွန်းတွေဖြစ်ပါတယ်နော် где နဲ့မေးခွန်းနဲ့မေးခွန်းတွေကိုကျွန်တော်တို့နော် можно plus infinitive နဲ့ကျွန်တော်တို့ဒီမှာ infinitive ပေါ့နော် можно လုပ်လို့ရနိုင်မလားเนาะအထိပ္ပယ်ဖြစ်ပါတယ်ကြက်ဘယ်မှာဘာလုပ်လို့ရနိုင်မလဲ magazine можно купить เนาะပါလဲပြန်ဖြေမယ်ဆိုရင် magazine ဈေးဆိုင်မှာ можно купить ဝယ်နိုင်ပါတယ် в библиотеке можно взять เนาะ библиотеке စာကြည့်တိုက်မှာ можно взять ငှားနိုင်ပါတယ်เนาะဒါမျိုးအထိပ္ပယ်ဖြစ်ပါတယ်ဒါမှဆိုရင်နောက်တစ်ခုကျွန်တော် в банке можно поменять ဘဏ်မှာလဲလှည့်နိုင်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့က magazine можно купить မှာဆိုရင်ဘာကို copy လို့ရနိုင်လဲဆိုရင်ကျွန်တော်ဒါလေးတွေဖြစ်ပါတယ်продукты เนาะ продукты ကျွန်တော်တို့เนาะဒီနာကျွန်တော်တို့စားတောက်စရာတွေပေါ့เนาะပြီးကျွန်တော် вещи ပစ္စည်းတွေ adjust to ကျွန်တော်တို့အဝတ်စားတွေခဏကြီးစာအုပ်တွေเนาะဒါတွေဝင်နိုင်တယ်ဟုတ်ပြီbiblioteca မှာကျွန်တော်ဘာတွေငှားလို့ရလဲ учебник ကျွန်တော်ပြဋ္ဌာန်းစာအုပ်တွေ slava dictionary တွေခဏကြီးစာအုပ်တွေ usna เนาะ urna journal တွေပေါ့နော်ဟုတ်ပြီ vanke moshna ပါမညာဘန်မှာတော့ကျွန်တော်ဘာတွေလဲလို့ရမလဲ jengi ပတ်စံတွေလဲလို့ရမယ်ဟုတ်ပြီဒီပါဆိုကျွန်တော်တို့เนาะ где moshna купить journal ကျွန်တော်တို့ဘယ်မှာစာအုပ်တွေကိုเนาะ moshna купить ဝယ်နိုင်မလဲဟုတ်ပြီဒါလေးဖြည့်ကြည့်မယ်ဆိုရင်ကျွန်တော် journal можно купить в киоске เนาะကျွန်တော်တို့ channel တွေကိုဒီ kiosk မှာဝယ်နိုင်ပါတယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့ можно что можно купить в магазине что можно купить в магазине магазин ကျွန်တော်ဈေးဆိုင်မှာဘာဝယ်လို့ရနိုင်မလဲ магазине можно купить продукты одежды книги เนาะကျွန်တော်တို့အသီးနှံတွေဝယ်နိုင်မယ်เนาะပြီးရင်ဝတ်စားတွေစာအုပ်တွေဝယ်နိုင်မယ်ဒါကျွန်တော်တို့ပုံဖြည့်ပြထားဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်เนาะဒါ moshna ရဲ့အသုံးလုံးပေါ့เนาะ moshna plus ကျွန်တော်တို့ verb moshna plus verb ပေါ့เนาะဒီမှာဆိုရင် moshna plus verb ဒီပုံစံလေးတွေဖြစ်ပါတယ်နောက်တစ်ခုကျွန်တော် что moshna ဒီမှာဘာလုပ်လို့ရနိုင်မလဲ moshna ဆိုရင်ရနိုင်တယ်ညီးစရာဆိုဒီမှာเนาะညီးစရာဆိုတာမရနိုင်ပါဘူးညီးစရာ correct ဒီမှာဆက်လက်တောက်လို့မရဘူးစကြေး moshna khori ဒီမှာဆက်လက်တောက်လို့ရတယ်ဒီမှာတော့မရပါဘူးเนาะဒီပုံစံလေးရရင် moshna မရရင်ညီးစရာเนาะဒါလေးနားလည်ပဲထင်ပါတယ်နောက်တစ်ခုကျွန်တော် прочитайте เนาะ сообщение на какой вопрос вы получите ответ เนาะဒီကျွန်တော်တို့ soобщение ဆိုဒီ message ကိုကျွန်တော်တို့ прочитайте ဖတ်ပါเนาะဒီစာသား message ကိုဖတ်ပြီးတော့ на какой вопрос вы получите ответ เนาะအဖြေကဘာထွက်လာမလဲခင်ဗျာစီမှာဘယ်လိုမေးခွန်းမျိုးကိုခင်ဗျာနော်ဟုတ်ပြီဒါဆိုကျွန်တော်တို့ဖတ်ကြည့်မယ်ဆိုရင် магазине книги можно купить словари учебники книги магазине книги книги ဆိုတဲ့ဆိုင်မှာဈေးဆိုင်မှာ можно купить ဝယ်နိုင်တာကဘာလဲဆို dictionary словари учебники ပြဋ္ဌာန်းစာအုပ်တွေ книги စာအုပ်တွေဖြစ်ပါတယ် на почте можно купить နော်စာတိုက်မှာတော့ на почте можно купить when I naga at no открытки no sa ide кампья no sorry открытки ဆိုတော့ postcard တွေ компьютер စာအိတ်တွေနဲ့ market တွေစိတ်ကောင်းတွေကိုကျွန်တော်တို့ဝယ်နိုင်ပါတယ်ဟုတ်ပြီနောက်တစ်ခု magazine продукты ဆိုတဲ့ဈေးဆိုင်မှာဘာဝယ်နိုင်တာလဲဆိုတော့ можно купить сил деньги мясо အသားတွေ рыбу ငါးတွေနဲ့မာလာကို no ခလျပ်ပမုံတွေဝယ်နိုင်ပါတယ်နော်ဟုတ်ပြီ shapku palto နော်ကျွန်တော်တို့ shapku ကျွန်တော်အုတ်ထုတ်တွေ palto နော် kurtku ကိုအင်ဂျီနော်ပြီးရင် broki ပြီးရင်နော်
ဘရုကီဘောင်းမီတွေပြရှတ်ကီလက်အိတ်တွေနဲ့တွေကို moshna ခုပြီးဝင်နိုင်တယ်ဘယ်မှာလဲဆို magazine ည agesta ဝစာ agesta ဆိုတဲ့ကျွန်တော်တို့စိုက်မှာဝင်နိုင်ပါတယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော် Gazia di giornali calendari Gazia diသတင်းစာတွေ giornali giornali calendari ပြက်ကတိန်တွေ roshki ဘောဘင်းတွေ calendar shi kerani atkritki postcard တွေကိုတော့ moshna ခုပြီးဝင်နိုင်ပါတယ် vakiaske ကျွန်တော်တို့စာအုပ်ဆိုင်လမ်းဘေးစာအုပ်ဆိုင်လေးတွေမှာဝယ်နိုင်ပါတယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော် biliadi moshna kupit vakase biliadi လက်မှတ်တွေကိုတော့ moshna kupit ဝယ်နိုင်ပါတယ်ဘယ်မှာလဲဆို vakase ကျွန်တော်တို့counter မှာဝယ်နိုင်ပါတယ်နောက်တစ်ခုကျွန်တော် biblia ချက်က moshna vizia ခကြီးကြီးเนาะစာကြည့်တိုင်းမှာတော့ moshna vizia ယူနိုင်ပါတယ်ခကြီးကြီးစာအုပ်တွေကိုငှားနိုင်ပါတယ်ဦးရှေဗနီကီပြဋ္ဌာန်းစာအုပ်တွေငှားနိုင်ပါတယ်စလာဘာတွေတရှင်တွေကိုငှားနိုင်ပါတယ်ဂျင်ကီ moshna ပါမညာပတ်စံတွေကိုတော့လဲနိုင်ပါတယ် van ကဘန်မှာလဲနိုင်ပါတယ်เนาะဒါကတော့ sto moshna plus verb တွေပေါ့เนาะ moshna เนาะဒါမျိုးပေါ့เนาะဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့နံပါတ်ပဲတွေကိုသွားမယ်ခက်ခဲပါပလို့စီ visa ဒါကြည့်ချင်နော်ဘယ်လိုမေးခွန်းတွေကိုခင်ဗျာမေးမှာလဲ yesly vi ခါကြည့်ချင်ခုပီတီနော်ခင်ဗျာတခုခုဝယ်ခြင်းနေဆိုရင်တော့ဒါခုမှပြထားတယ် slava shaft ကိုပါတို court ကိုပြတဲ့ shat ကနော်အောက်ကဒီစကလုံးတွေနဲ့ပတ်သက်ပြီးတော့ဒီစကလုံးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာဝယ်ခြင်းနေဆိုရင်ဘယ်မှာဝယ်မှာလဲဆိုတော့ခင်ဗျာမေးခွန်းဘယ်လိုမေးမလဲဆိုတဲ့လေ့ကျင့်ခန်းလုပ်ခိုင်းတာဖြစ်ပါတယ်နောက်တစ်ခု sto moshna kopit နော်ဒီစာတိုက်တို့ kiosk တို့เนาะ cassette တို့เนาะ object ကဒီခုနပြထားတဲ့ဒီစကလုံးတွေပေါ့เนาะဒီနေရာတွေမှာလည်းဘာတွေကိုဝယ်နိုင်လဲဆိုတာကိုကျွန်တော်တို့မေးခွန်းနေမေးခိုင်းတာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုဆက်သွားမယ် Узнайте, где можно купить журналы, книги, но комплекты, билеты, но спеты, продукты, одежды. Где научиться это магазин? Хобби, ти уна пьет халеди, но чанери сауди, саиди 다리고 бе, ноဘယ်မှာဝင်နိုင်လဲဆိုပြီးတော့ကျွန်တော်မေးခိုင်းတာဖြစ်ပါတယ်။သိအောင်လုပ်ခိုင်းတယ်ပြီးရင်အဲ့ဒီဆိုင်ဘယ်မှာရှိတယ်လဲ။ကြက်နာခိုးကြည့်စာအဲ့ဒါမဂဇင်းဒီဆိုင်ဘယ်မှာရှိလဲဆိုတာကိုကျွန်တော်မေးခိုင်းတာဖြစ်ပါတယ်။ဥပမာအနေနဲ့ Venus နဲ့ကြခင်ဗျားမသိဘူးလား။နော်။ကြက် moshna kupit ajestu နော်။အင်ဂျီတွေဘယ်မှာဝယ်လို့ရလဲခင်ဗျားမသိဘူးလား။ magazine ညာ agesta နော် magazine ညာ agesta မှာဝယ်လို့ရတယ်။ဟုတ်ပြီ။ကြက်နာဟိုကြည့်စာအဲ့ဒါ magazine ဒီဆိုင်ပဲမှာလဲဆိုတာကိုခင်ဗျားသိလားဟုတ်ပြီစန်ဒရမြို့လေကောင်မှာ Yivo address เนาะသူ့ရဲ့လိပ်စာကတော့ Krasnaya Ploshat เนาะရင်ပြင်းဒီမှာ Don 3เนาะအိမ်နံပါတ်3ရင်ပြင်းဒီဖြစ်ပါတယ်เนาะဟုတ်ပြီဒါလေးကဥပမာလေးပေါ့เนาะပြီးရင်လေ့ကျင့်ခန်းကတော့ခုပါကိုလောက်ရမှာဖြစ်ပါတယ် Vgialog который вы будете слушать เนาะ Vgialog เนาะဒီ dialog မှာခင်ဗျာနားထောင်ရမှာကเนาะနားထောင်ပါမယ် V frustrated novice lava เนาะခင်ဗျာစကလုံးအတက်တွေတွေ့မယ် personal commitments ညင်မယ်เนาะသူတို့ ਨੇ เนาะမိတ်ဆက်ပေးပါဟုတ်ပြီဒါဆိုရင် ya ti on zanyat เนาะကြည့်ပဲ ya ti on ဆိုကျွန်တော် zanyat ဒါဆိုရင်ကျွန်တော်တို့ဟိုဘယ်လိုလဲ on အတွက်ပေါ့เนาะအာနာအတွက်ဆိုရင် ya ti ana ဇာညတာเนาะယောက်ျားလေးတွေအတွက်ဆိုရင်ကျွန်တော်တို့ကဒီမှာဇာညမိန်းကလေးတွေအတွက်ဆိုရင်ဇာညတာဟုတ်ပြီမေဗီအာညီအများကြီးအတွက်ဆိုရင်ဇာညတီဆိုပြီးတော့เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မှတ်ကြည့်မယ်ပါလဲဆိုရင်ဇာညတဲ့အထိပဲ စီချတ်ဗီကတာဇာညအခုဗီကတာမအားဘူးအလုရှုံနေတယ်ဇာညဆိုတာเนาะမအားဘူးအလုရှုံနေတယ်ဆိုတဲ့အထိပဲအခုဗီကတာက on ယောက်ျားလေးဖြစ်တဲ့ဇာညတ်เนาะဟုတ်ပြီ on повторяет грамматику သူအခု grammar တွေပြန်လည်လေ့ကျင့်နေတယ် потому что ဘာကြောင့်လဲဆိုတော့ сегодня контрольная работа ဆိုတာကျွန်တော်တို့ test ပေါ့နော်ဒီစာမွေး daily စစ်တာပေါ့နော်ဟုတ်ပြီနောက်တစ်ခုညီမနောကနဲ့ချွတ်ချွတ်ဆိုတဲ့အဓိပ္ပာယ်ကအတူတူပဲလို့ပြောတာဖြစ်ပါတယ်ညီမနောကအများများချွတ်ချွတ်ဆိုနည်းနည်းပေါ့နော်Валин немного знает русский язык. Валин гано шабата сгаго не джендире. Он уже чуть-чуть понимает русские песни. Ту Russia ташенего не равнале не би зуре адебе пибаре. Хоби. Надхуджо, no? Послушайте диалог, no? Диалогу натомба как вы думаете, камя блотенле? Анна хорошо говорит по-английски. အန်နာကအင်္ဂလိပ်လိုကောင်းကောင်းပြောလာဟုတ်ပြီအန်နာဘာပြောလဲအန်နာနဲ့ကျွန်တော်တို့အန်တုံနဲ့ပြောတာနားထောင်ကြည့်မယ်
Hello Slusha Vas အဲ့နာကပြောတယ် Hello Slusha Vas ကနားထောင်နေပါတယ်ဆိုရင်နော် Hello ပြောပါအတိတ်ပဲပေါ့နော်ဟုတ်ပြီနောက်တစ်ခု Anton က Добрый день Анна это Антон Анна ရေနော်မင်္ဂလာနေ့လည်းပြင်ပါဒါက Anton ပါ Привет Anton နော်ဟုတ်ပြီ Ты сейчас занята နော် Anton ကပြန်မေးတယ်မင်းအခုနော် занята လှုပ်ရှုပ်နေသလားနော် Anna ကိုမေးတာဖြစ်တဲ့အတွက်Anna занята လို့မေးတာဖြစ်ပါတယ် Нет а что မချုပ်ဘူးဘာလဲဟုတ်ပြီты хорошо знаешь английский язык Anna ကိုမေးတာ ты хорошо знаешь английский язык နော်အင်္ဂလိပ်လိုကောင်းကောင်းသိလား Думаю что неплохо မစိုးဘူးလို့တော့ထင်တာပဲနော်ဟုတ်ပြီ Скажи пожалуйста ကျေးဇူးပြုပြောပြပါဦး Как по-английски до встречи နော်ပြန်တွေ့ကြမယ်ကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲ Я пишу письмо по-английски ငါအင်္ဂလိပ်လိုစာရေးနေတာ и не знаю это слово ငါဒီစကားလုံးကိုမသိလို့ Da встречи က по-английски နော် Da встречи ဆိုတဲ့စကားလုံးကအင်္ဂလိပ်လိုဆိုရင် see you လို့အဓိပ္ပာယ်ရတယ်ပြန်တွေ့ကြမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အန်တုံကပြန်ပြောတော့ спасибо ကျေးဇူးပါပဲкак давай дела မင်းနေကောင်းလား как ты живешь နော်ဘယ်လိုနေထိုင်နေလဲနော်ဒါဆိုရင်အနာပြန်ပြ хорошо ты знаешь ကောင်းတယ် ты знаешь မင်းသိတာပဲЯ сейчас учусь китайский язык အခုတရုတ်ဘာသာစကားကိုလေ့လာနေ китайский တရုတ်လိုလားတရုတ်ဘာသာစကားလား как интересно စိတ်ဝင်စားဖို့ကောင်းလိုက်တာအနာပြန်ဖြစ်တယ် Моя новая подруга Вален ငါရဲ့တငယ်ချင်းကောင်မလေးတက်က Вален ကထိုင်းကတရုတ်ကောင်မလေးပါတဲ့ Она учится здесь в университете သူကအခုတက္ကသိုလ်မှာလေ့လာနေတယ် Ты знаешь ее မင်းသူမကိုသိတာပဲ Воспоминай время အားရချိန်ဒီမှာ мы любим вместе гулять နော်ငါတို့အတူတူလမ်းလျှောက်ရတာကိုတက်ကြတယ် и говорит чуть-чуть по-русски и чуть-чуть по-китайски နော်တရုတ်လိုနဲ့ဂျပန်sorry တရုတ်လိုနဲ့ရုရှားလိုနဲ့ပြောရတာကိုကြိုက်တယ်နော်ဟုတ်ပြီအန်တူပြန်ပြောလို့ရဆိုတော့ и вы хорошо понимаете друг друга နော်နင်တို့ကောင်းကောင်းတယောက်နဲ့တယောက်နားလည်ကြလား уже хорошо နော်နားလည်နေကြပြီВален любит русские песни Валенကရုရှားသရှင်တွေကြိုက်ရလား Да, она говорит. Тумаပြောတယ် что любит слушать русские песни. ရုရှားသရှင်တွေနားထောင်ရတာကိုကြိုက်တယ်လို့သူနော်ဗန်လင်းကပြောတယ် А мне очень нравятся китайские песни. ငါလည်းတရုတ်သရှင်တွေကိုအရင်ကြိုက်ပါတယ်ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့အန်တော်ဘာပြောလဲဆိုတော့ Сегодня вечером в МГУ концерт русская песня. Давайте пойдем вместе. နော်ဒီနေ့ညနေမှာ MGU မှာနော် MGU နော် Moscow State University မှာနော် Ruskaya Pyesnya ဆိုတဲ့ကျွန်တော်တို့ကပွဲရှိတယ် Давайте пойдем вместе အတူတူသွားကြမယ် Хорошо давай пойдем ကောင်းပြီအတူသွားကြမယ် Жду вас в клубе ကလပ်ထဲမှာစောင့်မယ် Пока до встречи пока နော်နောက်မှတွေ့မယ်တွေ့ကြမယ်နော်ဟုတ်ပြီ Пониматьတို့ကဒီမှာဆိုရင်เนาะကျွန်တော်တို့ Понимать နားလဲတို့ကအချင်းချင်းနားလဲတယ်ပြန်လဲနားလဲတယ် Allo слушаю вас เนาะဒါဒီမှာအသိစေချင်တဲ့စကားလုံးလေးတွေပေါ့เนาะဒီတိုင်းလောက်မှာသိစေချင်တဲ့စကားလုံးလေးဖြစ်ပါတယ်ဟုတ်ပြီခုနကျွန်တော်အပေါ်ကစာပိုက်ကိုဖတ်ပြီးတော့တိုင်းလောက်ကိုဖတ်ပြီးတော့မိကုန်းလေးတွေကိုကျွန်တော်ကိုယ့်ဘာကိုဖြည့်ကြည့်မယ်ကျွန်တော်ကမိကုန်းလေးတွေဖတ်ပြမယ်เนาะ Как вы думаете ခင်ဗျားဘယ်လိုထင်တယ်လဲАнтон знает английский язык. Антон ကအင်္ဂလိပ်လိုသိသလားဟုတ်ပြီ Что пишет Антон? Антон ဘာကိုရေးတယ်လဲ Какой язык учит Анна? Анна ဘာသာစကားကိုလေ့လာတယ်လဲ Как вы думаете ခင်ဗျားဘယ်လိုထင်လဲ Где живет семья Вален? Семья မိသားစုတွေဘယ်မှာနေတယ်လို့ခင်ဗျားထင်တယ်လဲ Вален хорошо говорит по-русски. Вален ကရုရှားလိုကောင်းကောင်းပြောသလား Что любят делать Анна и Вален? Аннаနဲ့ဗန်လင်းကဘာလို့ရတာကြိုက်တယ်လဲ Они хорошо понимают друг друга သူတို့တယောက်နဲ့တယောက်ပြန်လည်နားလည်ကြသလား Что любит слушать Вален ဗန်လင်းဘာလို့ရတာကြိုက်တယ်လဲနောက်တစ်ခုကကျွန်တော် Какие песни любит слушать Анна Анна ကဘလို့တရှင်းနေနားထောင်ရတာကြိုက်တယ်လဲ Какой концерт сегодня в МГУ မှာဘလို့ concert ရှိတယ်လဲနော်ဘလို့ကပွဲရှိတယ်လဲနော်ဒီနေ့ဘလို့ကပွဲရှိတယ်လဲပေါ့နော်Где и когда Антон ждет Анну
equivalent နော်ကြိခကတာဘယ်မှာဘယ်အချိန်အန်တုံကအန်နူနဲ့အန်နာနဲ့ valent ကိုကြော့စောင့်တာလေဒါဆိုရင်ကျွန်တော်ဘောက dialogue ကိုဖတ်ပြီးတဲ့အချိန်မှာဒီမေးခွန်းတွေအားလုံးကိုဖြေလို့ရပါပြီเนาะကိုပါကိုဖြေကြည့်ပါနောက်တစ်ခုเนาะပါလဲဆိုရင်ကျွန်တော်တို့เนาะОна sorry no vega ba расскажите что вы узнали об Анне о Вале Анна နဲ့ Вале အကြောင်းကိုเนาะဘာလေးသိတယ်လဲဆိုတော့ပြောပြပါဒါလေး рассказ เนาะиспользуйте เนาะ slava сочетание เนาะဒီအောက်ကเนาะဒီစကားလုံးတွေကိုသုံးပြီးတော့မှစကားလုံးဝေါ်ကြဖွဲ့ထားတဲ့ဟာတွေကိုသုံးပြီးတော့မှဒီ rascas ကိုပြန်ပြောပြခိုင်းတာဖြစ်ပါတယ်အောက်ကပါတယ်လဲဆိုရင်เนาะОна хорошо знает английский язык သူမအင်္ဂလိပ်လိုကောင်းကောင်းသိတယ် учит китайский язык เนาะတရုတ်လိုလေ့လာနေတယ်чуть-чуть говорит по-китайски တရုတ်လိုနည်းနည်းပြောတယ် любит слушать китайские песни တရုတ်ရှင်းနေနားထောင်တာနဲ့တက်တယ် Воспоминания премия любит гулять เนาะအားရရှိမှာလမ်းလျှောက်တာသဘောကျတယ်နဲ့တက်တယ်နောက်တစ်ခုကကျွန်တော် Она учит в университете သူတက္ကသိုလ်မှာလေ့လာနေတယ် учит русский язык ရုရှားလိုလေ့လာနေတယ်ရုရှားဘာသာကလေ့လာနေတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ညီမနောက်ကကဘာရီပါရုစကီတရုတ်လိုနော်နည်းနည်းပြောတယ် любит слушать русские песни ရုရှားတချင်းနေနားထောင်ရတာကိုကြိုက်တယ် Воспоминания премия любит готовить အားရရှိနေမှာချက်ပြောရတာကိုသဘောကျတယ်နော်ဟုတ်ပြီဒါတေကျွန်တော်ဆက်ပြီးတော့ကြည့်မယ်ဘာကရပါလဲဆိုရင်ကျွန်တော်တို့ что вы можете рассказать о себе နော်ကိုเจ้าကိုဘာပြောနိုင်မလဲ вам помогут данные словосочетания ပေးထားတဲ့နော်ပေးထားတဲ့ဒီ словосочетания ဒါလေးတွေကကျွန်တော်နော်ခင်ဗျားကိုကူညီပေးနိုင်ပါလိမ့်မယ်နော်အာစီပြောခိုင်းတာပေါ့အဓိကတော့ကိုเจ้าကိုပြောခိုင်းတယ်ဒီပေးထားတဲ့စာကြောင်းလေးတွေနဲ့ဒီကကိုအာစီပြောတဲ့ချိန်မှာကူညီပေးနိုင်မယ်လဲဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်ဒါကတော့เนาะအတန်းထဲမှာလောက်ရတဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆိုရင်ဒါမှရှိတဲ့ဇာတာညင်းမှာဆိုရင်တစ်ခုနှစ်ခုเนาะသုံးခုလေးเนาะလေးပုတ်ပဲရှိပါတယ်เนาะဒါမှရှိတဲ့ဇာတာညင်းကိုပါကိုလေးဒါလောက်ကြည့်ပါဘာလဲဆိုတော့ကျွန်တော်တို့အပေါ်မှာလဲเนาะဒီနံပါတ်တွေမှာ1 3 5ခု9 10 13 14 16เนาะဒါတွေကเนาะအပေါ်မှာလဲလှုပ်ထားပြီးသားဖြစ်ပါတယ်နောက်တစ်ခုနံပါတ်2ကဘာလဲဆိုရင် Bibierice เนาะ private variant เนาะဒါလုပ်ပုံလုပ်နည်းပြောပြပါမယ်မှန်တဲ့ကျွန်တော်တို့เนาะစကမှန်တဲ့အတွဲတွေကိုเนาะရွေးခိုင်းတာဖြစ်ပါတယ်ဘာလဲဆိုရင် Bibierice private variant เนาะမှန်တဲ့ဟာလေးတွေပေါ့နော်ဘယ်စာကြောင်းနဲ့ဘယ်စာကြောင်းဥမာ мой брат хорошо знает ဘာကိုသိတာလဲဆိုရင်ကျွန်တော်တို့ знает သိတယ်ဘာကိုသိတာလဲသိတာဖြစ်တဲ့အတွက်знает နော် английский язык လာဒါမျိုးပေါ့နော်ဒါမျိုးဖြေခိုင်းတာဖြစ်ပါတယ်ဟုတ်ပြီ он не плохо говорит по-английски ဒါမျိုးလေးတွေတွဲခိုင်းတာဖြစ်ပါတယ်ဒါလေးတွေအောက်ကနေပြီးတော့ကိုပါကိုကျွန်တော်တို့ဖြေကြည့်ပါနော်မှန်ကန်တဲ့ variant လေးတွေကျွန်တော်တို့အတွဲလိုက်လေးရွေးခိုင်းတာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့เนาะနံပါတ်3ကလောက်ရမယ့်ပုံစံက восстановить предложение ဝါကြတိစောက်ခိုင်းမှာတိစောက်ခိုင်းတာဖြစ်ပါတယ် вместо точек ဆိုဒီကိုလာလေးတွေနေရာမှာ поставьте слова справа в เนาะ нужной форме เนาะဒီမှာဆိုရင်ကျွန်တော်ညာဒီကိုလာလေးပေးထားတဲ့ညာဘက်ကစကားလုံးတွေကိုကျွန်တော်တို့เนาะဒီလိုအပ်တဲ့ case အလိုက်ကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ဥပမာဒီမှာ vote เนาะဒီမှာလည်း vote ဒီမှာချစ်တာယူเนาะဒါလေးတွေကျွန်တော်တို့เนาะကွက်လက်လေးတွေမှာဖြည့်ခိုင်းတာဖြစ်ပါတယ်ဒါနံပါတ်3ပုံစံပေါ့เนาะနံပါတ်4ကဘာလဲဆိုရင် поставьте เนาะместоимение в нужной форме ဒီမှာဆိုကျွန်တော်တို့ကနာမ်စာလေးတွေပေးထားတယ်အဲ့နာမ်စာကိုကျွန်တော်တို့က case အလိုက်လေးတွေပြောင်းပေးရမှာဖြစ်ပါတယ်เนาะဥပမာ Валерий недавно живет в Москве ဘန်လင်းကတိတ်မကြသေးဘူးမော်စကိုမှာနေတာယာယီရှောပလောခါစနိုက်ဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်မလဲရီရောပေါ့နော်ဒါမျိုးပြောရေးခိုင်းတာဖြစ်ပါတယ်ယာယီရှောပလောခါစနိုက်ကျွန်တော်ဘန်လင်းကိုကောင်းကောင်းမသိသေးဘူးဒါမျိုးဆိုလိုချင်တာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့နော်ဥရော့ကျွန်တော်တို့ဂျေပြတီကျွန်တော်ပြီးပါပြီဥရော့ဂျေပြတီရလဲကျွန်တော်တို့နော်လေ့ကျင့်ခန်းအဖြစ်လဲတော်တော်များပါတယ်နော်ဟုတ်ပါပြီအားလုံးပဲเนาะ spasiba ဘိုက်ရှိုးเนาะအတန်နေလဲဝန်ခံနေပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်